ဇက်ကဆိုတော့ဒီခါကျတော့လူကအရင်ပင်ပန်းလာတော့ဒီခါလေးကျရင်ကိုချစ်ရတဲ့ညီလေးတွေကိုဒီခါလေးလွှဲပြီးလို့ရအောင်လားပေါ့ဒီခါလေးကြောက်လေကျွန်တော်စဉ်းစားတယ်ငါစက်တင်မှာတော်တဲ့သူတွေအများကြီးပဲဒီခါတလေစဉ်းစားမိတယ်ငါတလက်စီပြို့ပြို့မင်းသားတင်ပြီးအကိုကလည်းအချင်းချင်းခါကျွန်တော်စဉ်းစားတယ်ဘာဖြစ်လို့တော့ဘယ်နှကြိမ်စဉ်းစားထွက်လာတဲ့အဖေကတကူတဲ့ဘာလဲဒီမဖြစ်နိုင်ဘူးဝမ်းတယ်လေညီလေးဟာသဘောယူမလားအကိုကကိုပြပြကိုထင်သေးရကိုပြပြရင်တော့မင်းသားခဲ့ရတယ်ရမ်းနာမည်ကြီးခဲ့ရနော်သူကားလိုက်ချင်တော့လူတွေတော့မပေါ်သေးဘူးခွေးတောင်းစစ်အေးဝါဒီမတူတော့ကသူ့တောင်ရှင်းလေးလေးအစိမ့်လေးโอ้မမြင်နေတာဟိုကိုပြပြအကိုအဲ့လိုလိုက်စားတော့အကိုရဲ့အဖေနာမည်လေးရှောက်ခေါ်တာကွာအဲ့လူအဲ့တိုင်းရန်ကုန်သားတွေမန်းလေးမှာလူလင်လာလုပ်နေတာသူကငါကြောက်တာနဲ့ထိုးရပြီးတော့အကိုကလည်းမင်းသားခေါ်ပါဆိုအမေချွေးမတပိုင်းတော့ဒုက္ခလူချင်းကနေလုပ်လိုက်ဒီလေးအဲ့ပစံမကြမင်းချွေးမလေးမလေးတော့အဆုံးလေးဆိုတာအဆုံးလေးဆိုအဆုံးအမေချွေးမအလိမ်မလေးအပုံးလေးအလေးဟိုအရင်ဆွဲနေအမေချွေးမအလိမ်မလေးအဲ့လိုကြီးလည်းမတူနဲ့လေဟောပဲရမ်းမဆွဲနေဆိုဒီတော့လည်းလေငါးတော့ကြောက်ညီနဲ့ညီလေးနဲ့ညီလေးကညီလေးကိုဟာအမေချွေးမအလိမ်မလေးဟာလေးကိုမတုံနဲ့ဒီတူဒီတော့ပြက်ခတ်တယ်ဟုတ်ပြီကောက်မရောသူကချွေးမအမေချွေးမအလိမ်မလေးနော်တော့စစ်ဟေးကောက်စိတ်ကောက်ပြီးတော့ငါကောက်မေချွေးမမရပဲဆိုလိုက်ရောမေချွေးမတော်ကျန်တဲ့လူတွေဆိုတာလက်ကနဟိုနာအမေရဘာရောထားဆိုအေးဘယ်သွားဖို့တော့မတက်ရဘူးသွားလို့မရတော့ခိုင်းနေရောဒီချိန်မှာဘယ်လိုလိုက်ကိုအမေချွေးမအလိမ်မလေးအဲ့လိုကြီးလည်းမတူနဲ့လေဟောပဲရမ်းမဆွဲနေဆိုဒီတော့လည်းပဲညီလေးဆိုတော့ညီလေးနဲ့ညီလေးနဲ့ညီလေးကညီလေးကိုဟာအမေချွေးမအလိမ်မလေးဟာလေးကိုမတုံနဲ့ဒီတူဒီတော့ပြက်ခတ်တယ်ဟုတ်ပြီကောက်မရောသူကချွေးမအမေချွေးမအလိမ်မလေးနော်တော့စစ်ဟေး
စိတ်ကောက်ပြီးတော့ငါကောက်မင်းချွေးမ မရပဲဆိုလိုက်ရောမေချွေးမ လိမ္မာလေးတော့ ကျန်တဲ့လူတွေဆိုတာလက်ကနဲ့ဟိုနာအမေကဘာလို့ကားဆိုဘူးအေးဘယ်သွားလို့တော့မသိဘူးသွားလို့မရတော့ထိုင်နေ ခုန ရော ကလူတူအောင်လေ ဒီချိန်မှာဘယ်လိုလိုက်တူ ခုနကလူတူဘယ်လိုလဲဒါကြည့်ကြလေးနိုင်ဒါကြည့် ချက်မြမရဲ့ဒီနာလီလာပေါင်းလေဝိတေဝိလေလေးရှင်းထားတယ်မူကောင်းရဲ့လူတို့ပြောရှိတန်လုံးထူတဲ့ဒီဆုံးကလေးပါလို့တွေ့မြေလေရှိတော့ရှိတယ်ဆိုမဲ့ကောင်းရင်ကောင်းမယ်ဆိုမဲ့အချစ်များသွားတဲ့အကောင်မင်းလာတဲ့ကျွန်တော်မောင်ကြီးလေးကားပါတော့ အချစ်မြမဒီလေတကူရဲ့မန္တလေးမြို့မောင်ကြီးလေးဝိတေဝိလေလေးရှင်းထားတယ်မိုးကောင်းရဲ့လူတို့ပြောရှိတန်တော်ကျူတဲ့ဒီဆုံးမကလေးပါမလို့တွေ့မြေလေရှိတော်မရိတအရှိဆိုမဲ့ကောင်းမယ်ဆိုမဲ့အချစ်များတော်တဲ့အကောင်မင်းသားလေးကျွန်တော်မောင်ကြီးလေးလူကြီးများပိုင်းနာမှာဒီလူများလက်စားချစ်တယ်မြေလေခေါ်ပေါ်တဲ့တော့ကလေးရှိမြေလေဒီတဲ့တော့ပန်းစီမြေလေကမှခံလာစေခြင်းပြုံးပြောချီလူချင်းနဲ့နေမှုအရာပြည်လေအချစ်များနဲ့ကျွန်တော်အောင်ရလေဒီပြာဆုံးမသွားကြရအောင်အတားတက်ရှိပါပြီဒါရှိလာတော့မှဒီပြာဆုံးမသွားကြရအောင်နော်ဒါပေမဲ့မန္တလေးမှာဖေဖေပရိသတ်တွေအများကြီးရှိသေးတယ်ဆိုတော့အကောင်းစိတ်ကြားပါတယ်ဒီပါအဲ့တော့ဒီနေ့တစ်ချိန်လေးကခရင်နာထောင်လို့တော့ပါလေကျွန်တော်ညလွန်တေးတန်တော့တောက်ပစီညလွန်ကောက်မှာခံစားစေခြင်းပြုံးပြောကြီးနှုံးခြင်းနဲ့ငြိမ်းအေးမှုအလားတရားတွေပြီးပြီဘဝမောနဲ့တောကတွေလူတိုင်းကိုယ်စီမှာရှိကြတယ်တို့ပေမဲ့အဲ့ဒီဘဝမောတွေကိုညလွန်ရဲ့စက်ပွဲကိုတခြားလာကြည့်ရုံညဖြင့်အဲ့ဒီဘဝမောတွေတောကတွေပြီးတော့ပါစီလို့အဲ့တော့ဒါတို့ဒီကိုကြီးကားတဲ့အခုကိုရောင်စုလို့စက်တပင်ခွင့်များဟောင်းစိန်လို့စက်တပင်ခွင့်တောက်ကြတဲ့နေရာများကိုလာရောက်ကြည့်ရှုကြတဲ့မိသားစုကျေးဇူးရှင်များအခုတော့ပွဲကိုဟောင်းစိန်လို့ပွဲကိုလာကြည့်ရုံနဲ့ဖြင့်ဘဝမောတွေတောကတွေပြီးတော့တယ်ဆိုရင်ဟောင်းစိန်နဲ့ချိန်တတ်ပါတယ်ကျွန်တော်မှချန်တဲ့ရည်ရွယ်ချက်ဘာမှမရှိပါဘူးမှန်ပါဗျာအဲ့တော့အောက်ပြီးတဲ့မိသားစုဒုတိယချင်းနဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးများကျွန်တော်ရဲ့